ဘာလို့ပဲလို့အောင်မြင်မှုကိုရချင်တယ်ဆိုလို့ရှိရင်တော့အရေးကြီးဆုံးတစ်ချက်ကိုပြောပေးမယ်ဒီဗီဒီယိုကမိတ်ဆွေအတွက်အကျိုးရှိမယ်လို့ယုံကြည်ရဆိုလို့ရှိရင် comment မှာ yes လို့မှတ်လာခဲ့လို့ရအလုပ်တစ်ခုလုပ်တဲ့အခါမှာအရေးကြီးဆုံးကနီးလန်းဆိုတာတဲ့အဲ့အလုပ်ပေါ်မှာကိုယ့်ရဲ့ခံယူချက်အမြင်ဒီ 100% အရေးကြီးလူတော်များအခုအောင်မြင်ချင်ကြတယ်အဲ့ဒီစိတ်ကြောက်ပဲအလုပ်တရားမအောင်မြင်တာဖြစ်တယ်အခုမအောင်မြင်ဘူးဆိုတာအထက်အချိန်တစ်နှစ်နဲ့အောင်မြင်မဲ့နေရာမှာ6လနဲ့အောင်မြင်အောင်ဘယ်လိုလုပ်မလဲ6လနဲ့အောင်မြင်မဲ့နေရာမှာ3လနဲ့အောင်မြင်အောင်ဘယ်လိုလုပ်မလဲ3လနဲ့အောင်မြင်မဲ့နေရာမှာ1လနဲ့ရလက်ထွက်အောင်ဘယ်လိုလုပ်မလဲဆိုတော့ကျမတို့စဉ်းစားရမယ်အဲ့လိုမျိုးရလက်တွေထွက်လာဖို့အတွက်အရေးကြီးဆုံးကအလုပ်တစ်ခုလုပ်တဲ့အခါမှာအဲ့ဒီအလုပ်ပေါ်မှာထားရှိတဲ့အမြင်ပဲကျမအလုပ်တွေအများကြီးလုပ်တယ်လုပ်တွေအများကြီးလုပ်တဲ့အခါမှာရလက်တွေပဲရနေရလားဆိုတော့မဟုတ်ရလက်မရတဲ့အချိန်လည်းရှိတယ်တိုးတော့ကျမစိတ်ထဲမှာရလက်မရဘူးဆိုတာကျွန်မတခါမှမတွေးခဲ့ဘူးကျွန်မရသမျှအရာအလုံးကရလက်လို့ပဲကျွန်မခံစားတယ်ဥပမာဗီဒီယိုတစ်ပုတ်ရိုက်မယ်ဆိုပါဆိုလူတော်များဗီဒီယိုရိုက်တယ်ဒီဗီဒီယိုကနေအခုချက်ချင်းပေါက်ချင်တယ်အခုချက်ချင်းအောင်မြင်ချင်တယ်အခုချက်ချင်းရောင်းကောင်းချင်တယ်အဲ့ဒီစိတ်ကြောင့် negative တွေဖြစ်လာပြောရမယ်ဆိုရင်ဒီဗီဒီယိုပေါက်အောင်ဘယ်လိုလုပ်ရမလဲဒီဗီဒီယိုလူတွေကြိုက်ပါမလားဒီဗီဒီယိုကလူတွေဘာပြောကြမလဲဒီဗီဒီယိုမှာနေ့ချင်းညချင်း view တွေရအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့စိတ်တွေနဲ့သူတို့မှာ negative တွေဖြစ်လာမရခဲ့ဘူးဆိုရင်တို့အဲ့ဒီအလုပ်ကိုထပ်လုပ်ဖို့အတွက်စ조사ဖို့အတွက်တို့မှာ positive thinking ဆိုတာဘယ်လုံးမှမဖြစ်နိုင်တော့ဘူးကျမဆိုရင်နေ့တိုင်းဗီဒီယိုရတယ်ကျမဗီဒီယိုတွေဆက်လီဟုတ်ချင်မှဟုတ်လိမ့်မယ် view တက်ချင်မှတက်လိမ့်မယ်ဒါပေမဲ့ကျမလိုချင်တဲ့ goal အမြဲတမ်းရအဲ့ဒါပါလဲဆိုတော့ဒီအလုပ်လုပ်တဲ့အခါမှာဒီအလုပ်ပေါ်မှာကျမတို့အာယုံစူးစိုက်မှုတည်တခြားသူကကိုယ့်ကိုချစ်တယ်ခင်တယ်ကြိုက်တယ်ဝယ်မယ်ဆိုတာမတွေးခင်မှာကျမတို့ကဒီအလုပ်ကိုအရင်ချစ်တယ်ခင်တယ်ကြိုက်တယ်ဒီအလုပ်နဲ့ပတ်သက်ပြီးယုံကြည်ရဲဆိုတဲ့စိတ်အခြေအနေအရင်လိုတယ်ဒီအလုပ်ပေါ်မှာပေါ့နော်လူတွေကျမကိုအားပေးသည်ဖြစ်စေအားမပေးသည်ဖြစ်စေကျမဗီဒီယိုကိုတောက်လျှောက်ရိုက်တယ်ဘာကြောင့်လဲလို့မေးကျမဗီဒီယိုကနေပြီးကျမဗီဒီယိုကြည့်နေတဲ့လူတူတယောက်ရှိရဲဆိုရင်အဲ့တူတယောက်အကျိုးရှိစေချင်တယ်ဆိုတဲ့ mindset ပဲဒီအရာတွေကကျမတို့စိတ်ကနေလာတာဖြစ်တယ်ဥပမာဗီဒီယိုတစ်ခုရိုက်ပြီးဆိုရင်ဒီဗီဒီယိုကနေပြီးတော့ဘသူ့ကိုဘာပေးရမလဲဒီဗီဒီယိုရိုက်တဲ့အခါမှာလဲ positive အမြင်ပေါ့နော် view တက်တာမတက်တာလူတွေဘာပြောမလဲဆိုတာစိတ်မဝင်စားဘူးအရေးကြီးဆုံးကဘာလဲဆိုတော့ဒီလိုချစ်တယ်ဒီလိုပြောနေရတာကိုယုံကြည်မှုရှိရယ်ဒီလိုပြောနေရတာကိုကိုယ့်ကိုယ်သဘောကျတယ်ပြောရမယ်ဆိုရင်ဒီအလုံးမလုပ်ခင်မှာကျမတို့ကအရင်ဦးဆုံးပျော်တယ်ဒီအလုံးလုပ်နေတဲ့အချိန်မှာလည်းပျော်တယ်အဲ့အတွက်ကြောင့်အဲ့ပျော်ရွှင်မှုနဲ့လုပ်တဲ့အလုပ်တိုင်းက result ရတယ်ဒီဗီဒီယိုကြည့်နေမိတ်ဆွေတိုင်းကိုပြောချင်တယ်အလုပ်လုပ်တယ် idea ကောင်းနေရှိရယ်ဒါပေမဲ့အဲ့ဒီအရာပေါ်မှာအရန်ရလက်ရမြန်ချင်တဲ့သူတော်တော်များများကဘာဖြစ်လဲဆိုတော့ negative ဖြစ်လာတယ်အဲ့ negative ဖြစ်တဲ့အခါမှာသူတို့ဒီမပျော်တော့မပျော်ဘူးဆိုရင်မပျော်ရွှင်မဲ့လုပ်တဲ့အလုပ်တွေတေချာပေါက်ရလက်မရအောင်အဲ့အတွက်ကြောင့်မို့အချိန်တိုတွင်အောင်မြင်ချင်တယ်အချိန်တိုတွင်ရလက်ရချင်တယ်ဆိုရင်ဘာပဲလုပ်အဲ့ဒီလုပ်ကိုရလက်ရမှပျော်တာမဟုတ်ပဲနဲ့ရလက်မရခင်မှာပျော်ပြီးတော့အဲ့ဒီလုပ်ပေါ်မှာထားရှိတဲ့ကိုယ့်ရဲ့ mindset ဒီ 100% အရေးကြီးရဲ့အဲ့ဒီအလုပ်ပေါ်မှာအကောင်းမြင်စိတ်ရှိရမယ်အဲ့ဒီအလုပ်ပေါ်မှာချစ်တဲ့စိတ်ရှိရမယ်အဲ့ဒီအလုပ်ပေါ်မှာပျော်တဲ့စိတ်ရှိရမယ်ဒါမှသာအချိန်တိုတွင်ရလက်ရတာဖြစ်တယ်ဒီဗီဒီယိုကြည့်ပြီးတော့မိတ်ဆွေအတွက်ပြင်စရာတစ်ခုရတယ်လို့ကျွန်မယုံကြည်ရယ်ဒီဗီဒီယိုအကျိုးရှိမယ်လို့ကျွန်မထင်တယ်ကျွန်မကတော့ social platform အသုံးပြုပြီးတော့ဖြစ်စေလုပ်ငန်းရှင်တွေအတွက်ပေါ့3လအတွင်းမှာအမျက်ငွေ2ဆနဲ့10ဆအထိတိတိတာတာတိုးတက်လာဖို့အတွက်အခုလိုမျိုးပြောင်းလဲနေတဲ့နည်းပညာတွေနဲ့အတူလက်တွေ့နည်းလမ်းကိုအကောင်းဆုံးသင်ကြားပို့ချပေးနေတဲ့ Digital Sales Consultant Business Coach ဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်